ကယ်ရီယာအသစ်ချင်းကျင်တဲ့သူပဲဖြစ်ဖြစ်ကော်ဖီကိုတက်တက်ကိုစိတ်ဝင်စားတဲ့သူပဲဖြစ်ဖြစ်ဇိုင်းမှုတဲ့အာမခံနေဆရာကြီးကဒီတိုင်းပေါ်ပင်တင်ပေးတာမဟုတ်ဘဲနဲ့တီချာစနစ်ကြကြကိုမတက်မချင်းကိုရအောင်တင်ပေးရဲကိုနားလည်းမချင်းတီချာရှင်းပြပေးရဲကျွန်တော်နှစ်ပတ်အတွင်းမှာကျွန်တော်ဒီ interview ရတယ် interview ရတယ်ကျွန်တော်တွားဖြည့်ပြီးတော့မှကျွန်တော်တော်လေးအဆင်ပြေ pass ဖြစ်တယ်အောင်တယ်ဒီ coffee ဘိုင်းမေးရခါကျတော့ဒီတင်တဲ့အကောင်လုံး basic ကနေစတင်မိတာဆိုတော့ interview ဖြည့်ရနေမှာတော်လေးအဆင်ပြေပါကျွန်တော်တို့ကတော့ဟုတ်ကျွန်တော်တို့ကဒူဘိုင်းရောက်နေတဲ့တော့ကိုဗျာဟိုမြန်မာဆရာနဲ့မြန်မာလိုသင်ပေးတာပို့ပြီးတော့ကိုယ့်အတွက်နားလဲပို့လွယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီသင်တန်းကိုညွှန်းကျင်တယ်နောက်တော့ဒီမှာကလည်းဆရာကလည်းကိုတူကိုသားလို့တေးသေးချာချာကိုပြီးရင်သင်ပေးတာရွေးချယ်မှုอ่ะပေါ့နော်မမားစီအောင်ဒီမှာငွေအသက်ပြားရေမကောက်ပေါ့နော်စိတ်စေရနာနဲ့ပါတင် जा ပေးရပြီးတော့ညီမတို့ class ရဲ့အားသာချက်ကကို class ပြီးသွားပြီဆိုတာနဲ့ကို့မှာအချိန်ရှိရဆိုရင်တခြားတင် जा မှုကိုပါကိုဒီမှာ learning လုပ်ချင်ရပေါ့နော်လုပ်လို့ရတယ်ပြီးတော့အလုံးမရခင်ထိလေဒီမှာ practice တွေလာပြီးတော့လုပ်လို့ရပါတယ်ရှင်ဟုတ်